အခုကမနက်9:40ပေါ့နော်တောင်ဝိုင်းတောင်ကိုစတက်မှာပါလူတွေကအများကြီးပဲတချို့ဆိုလို့ရှိရင်ဆင်းလာကြပြီကျမတို့ကနောက်ကျနေရပါတော့ဒါတောင်ဝိုင်းတောင်ကိုအဝင်လန်းလေးပေါ့နော်ဟာမှတ်တယ်နော်စီကမလေးစီလို့တော့ထွက်ကြလာဒါမှမနေ့ကဟိုကတော့မမှတ်ပါဘူးဆရာကပဲတောင်းတော့မမှတ်ကဲစတက်ပါပြီရှင်နိုင်ဝဲတက်လာတဲ့အနေထားပါတောင်ဝိုင်းတောင်ကကြတော့ဇောကမေတောင်လိုလေကားတော့မရှိဘူးပေါ့နော်ဟိုကြောက်စစ်လက်ခဲလေးနေလေကားလေးလောက်ထားတာပါထပ်တက်ရပါဦးမယ်ရှင်တောင်ဝိုင်းတောင်ကတော့ဇောကပင်တောင်လိုမတက်ရဘူးပေါ့နော်ဇောကပင်တောင်ကကျမတို့တက်လိုက်တာ3နာရီလောက်တက်ခဲ့ရပါတယ်ဒီတောင်ဝိုင်းကတော့1နာရီကျော်လောက်ပဲတက်ရတယ်တောင်ဝိုင်းတောင်ကလေဇက်ကပင်တောင်လို့တော့မဟုတ်ဘူးသူကလေကားလေးတွေကဒီကြောက်တုံးနေနေပဲလှုပ်ထားတာပေါ့နော်အဲ့ကြရင်အရန်လဲချော်တဲ့တက်ရတာတက်တဲ့အချိန်မှာလည်းမတ်ကြီးတက်ရတယ်ဆင်းတဲ့အချိန်မှာပို့ပြီးတော့တတိထားရတယ်ပေါ့နော်တောင်ဝိုင်းတောင်ကိုတက်မယ်ဆိုလို့ရှိရင်ဘောပနဲ့ကောင်းကောင်းလေးနဲ့ပဲတက်ပါလို့အကြံပြုချင်ပါတယ်ရိုးရိုးဖက်နဲ့တက်မယ်ဆိုလို့ရှိရင်ခြေထောက်တွေလည်းခိုင်းမိမှာပါချော်ကြဖို့လည်းရခိုင်တော့အရန်များလို့တောင်ဝိုင်းကဇွဲကပင်လားဟိုတော့မမြင်ဘူးပေါ့နော်အတက်ဆင်းကိုစွတ်စွတ်ပေါင်းမှာတနာရီကျော်လောက်ပဲတက်ရတာပါဒီနေ့လေးတော့ဘယ်လိုခေါ်လဲဟုတ်တူတသောင်းကြစော့ကျရဲ့ပါမလို့တော့အားပေးလိုက်ရပါလားခင်ဗျာတောင်ဝိုင်းကိုတက်တဲ့ချိန်ကပို့ပြီးတော့ပြောစရာကောင်းတယ်တက်တဲ့လူတွေလည်းအများများတဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်ကိုတက်တဲ့လူနဲ့ဆင်းတဲ့လူနဲ့ဖိဖိမမနဲ့တော့ရတာအရင်ကပြောစရာကောင်းခဲ့တယ်ပေါ့နော်ဒီဖန်ကိုရောက်မယ်ဆိုရင်တောင်ဝိုင်းတောင်ကိုလည်းမဖြစ်မနေတက်ခဲ့ကြပါဒါမဲ့တောင်ဝိုင်းမှာတော့မုတ်ဝယ်မစားနဲ့ပေါ့နော်ဈေးရန်ကြီးလို့ပါရှင်နိုတရားကရင်ရွေးရထမင်းဆိုင်ကိုဒုတိယမြောက်လာစားတဲ့နေ့လေးပါမနေ့ကမစားခဲ့ရတဲ့အစားအစာတွေကိုဒီနေ့ထပ်ပြီးတော့လာစားတာပါရှင်ဒီသူဆိုင်ကငပီတောင်းနဲ့ငပီရီချိုးကျွန်မတော်တော်လေးကိုဆွဲလန်းနေမိတာတော်တော်လေးလည်းစားလို့ကောင်းတယ်အတိုးမျိုးတွေကလည်းအစုံပါပါတယ်ဒါလေးကတော့တောချက်ကိုကရင်ချက်ကလေးမှာထားပါတယ်ရှင်ပြီးရင်ကစုံရွက်ကြော်လေးမှာထားပါတယ်ပြီးတော့တောင်စိတ်ကိုကရင်ချက်ကလေးတစ်ပွဲမှာထားပါတယ်ရှင်သူဆိုင်ကားလေးဟင်းတိုင်းလူကအရသာကိုအရန်ရှိတာဟင်းနေတိုင်းကအဆက်ဟက်တဲ့ပြီးတော့ရှူးရှဲပွင့်ထွက်သွားစေတဲ့အထိကိုကောင်းတာပါဆက်လေးအရန်ဆက်ပါတယ်ရှင်ကျမတို့ကဒီကြက်သားတစ်ပွဲစိတ်သားတစ်ပွဲကစုံရွက်ကြော်တစ်ပွဲပြီးရင်ကျမမြင်းခွာရွက်တုပ်လေးတစ်ပွဲမှာထားတယ်ပေါ့နော်ဒေတန်းတော့လေဘာဟင်းမကိုမလိုတာဒီသူတို့ချပေးတဲ့ငပိရီကျူလေးနဲ့ငပိတောင်းလေးနဲ့ကိုရောပြီးတော့နေဆိုင်ကိုတော်တော်လေးကိုအရသာရှိတဲ့ဆိုင်မှာကျမလေသူ့ဆိုင်ကိုအရန်ကြိုက်လုံးလို့တောင်မှနေလေစာ9ရက်ရှိပြီဒီဆိုင်မှာပဲလာစားဖြစ်တယ်တခြားပဲဆိုင်မှာမဟုတ်တောင်းစားဖြစ်တော့ဘူးအကယ်၍ရှင်တို့လည်းဖန်အံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီနော်တရားစားတော့ဆိုင်လေးကိုတောက်စားကြည့်ဖို့တကယ်ကိုညှိုးပါတယ်ရှင်ဈေးနှုန်းလေးလေးတင်းနေတယ်မှာပါပါတယ်ကျမတို့မှာတာကအရွက်နှစ်ပွဲအသားဟင်းနှစ်ပွဲကိုစုစုပေါင်း32,500ပဲရှင်ခဲ့ရပါတယ်ရှင်ပြီးတော့လေသူ့ဆိုင်ကအတုပ်လေးဆိုလည်းတော်တော်လေးစားလို့ကောင်းတာဒီမြင်းခေါ်ရဲ့တုပ်လေးဆိုလို့ရှိရင်လည်းအရန်စားလို့ကောင်းတယ်ကျမတို့လည်းဆက်စားလိုက်ပါအောင်မယ်ရှင်နေ့လည်စားပြီးရင်တော့ကျမတို့ဟိုတယ်မှာပြန်ပြီးအနားယူပါအောင်မယ်ရှင်ပြီးကြရင်တော့ညစာကိုတော့ညစီတန်းမှာထပ်ပြီးတော့တက်စားမှာ Hello ค่ะสวัสดีค่ะနောက်ဆောင်တော့ဒီလိုထိုင်နေရတယ်မဟုတ်ဖန်ကန်းနာလန်းညစီမှာနာမည်အကြီးဆုံးတင်မော်တီထောင်းဆိုင်လေးမှာတောက်ဝယ်ဖြစ်ပါတယ်ရှင်ฮัลโหลสวัสดีค่ะอาสาแม่เดลิเวอรี่ร้านทางเส้นไหนย่าแม่เนาะลาเฮสวัสดีค่ะข้าวโพดนะคะအစုံတောင်းတစ်ပွဲကို9000ပေးခဲ့ရပါတယ်ရှင်ပြီးတော့ကျွန်မတာရုကြော်လေးစားချင်တာနဲ့ဝယ်လိုက်ပါတယ်ဒီတာရုကြော်က1000မို့8ခုပေါ့နော်ဒီကြက်သားချောင်းကြော်ကတစ်ပွဲကို9000 5ကြော်နဲ့ဒီပစုံကြော်ကတစ်ခုကို1000ပဲပေးရပါတယ်ရှင်တင်မော်တီတောင်းကတော့ကျွန်မရဲ့အကြိုက်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆိုင်ရှင်ကတော်တော်လေးကိုသဘောကောင်းတာပါဖန်ကန်းနာလည်းရောက်မယ်ဆိုရင်စားကြည့်ကြပါနော်ဖိုးခွာလေးပြောင်းမှုလက်ဖက်တော့9ကင်ဆိုင်ရနေပြီးတော့9ကင်တကောင်ဝယ်ခဲ့ပါတယ်ရှင်ဈေးကတော့အစားစားရှိတယ်1000ကနေ1000ခွဲ2000ထိရှိပါတယ်ရှင်ကျမတို့ကတော့13000နဲ့9လေးကိုဝယ်လာခဲ့ပါတယ်ရှင်
အိမ်ချင်းဆိုတဲ့ဆိုင်လေးကနေရိုးရဖတ်ထုတ်စီချက်ကိုစက်သားလေးနဲ့တပွဲဝယ်ခဲ့ပါတယ်သူကတပွဲကို9000ပဲပေးရပါတယ်ရှင်စားလို့အရန်ကောင်းပါတယ်သူ့ဆိုင်မှာကစက်သားနဲ့ရောဝက်သားနဲ့ရော2မျိုးလုံးရှိပါတယ်ရှင်ဒီအေးဆိုင်လေးကတော့ကျမအရန်ကြိုက်လို့ပေါ့နော်အေးဆိုင်လေးကလည်းချောတယ်အဲအားကြောင့်မလို့ကျမဒီနေ့ညထပ်ပြီးတော့ဝယ်ပြပါတယ်ရှင်သူဆိုင်မှာကအေးရမျိုးစုံရတယ်ဒီထန်းတီးအေးလေးလည်းကျမတောက်ကြည့်ချင်တယ်ဒါပေမဲ့ဒီနေ့တော့ကျမပြင်မယ်လေးပဲအမောပြေတောက်လိုက်မယ်ပေါ့နော်အမောကိုပြေးလိုက်တာရှင်အေးလေးကလည်းတော်တော်လေးကိုတောက်လို့ကောင်းတာသိလားရှင်တို့လည်းကန်းနာလိုက်ရလို့ရှိရင်ဒီဆိုင်လေးမှာအားပေးလိုက်ကြအောင်နော်ကဲဖန်ကန်းနာလန်းညစီကိုလာတာ2ရက်မြောက်တဲ့နေ့ပါရှင်စားချင်တာတွေဝယ်ပြီးတော့ပြန်ပါတော့မယ်ရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ